ရက်နေ့မှာပြည်ပအခြေစိုက်ပြည်သူဖြစ်တဲ့ 45 rights ဖွဲ့ကအာရခတက်တော်နဲ့ပတ်သက်ပြီးတော့စင်ကတဆောင်ထုတ်ပြန်နေတာတွေ့ရှိရပါတယ်။အဲ့ဒီစင်ကတခေါင်းစဉ်မှာရေးထားတာကတော့မြန်မာနိုင်ငံရှိအာရခတက်တော်ကလူမျိုးစုတွေကိုတရားတော်မှာလောအဘဲစေခိုင်းတယ်ဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်။အဲ့ဒီစင်ကတမှာဆက်စစ်မှုတွေများကြီးရေးထားပြီးတော့ဒေသတော်ရှင်းမယ်တဲ့ဝေးလင်းနေတာရှင်မင်းမရှိတဲ့ဖက်ဆိုချက်တွေကိုပို့ကားတာတွေ့ရပါတယ်။အဲ့ဒါနဲ့ပတ်သက်လို့စီစိုက်ဖို့အတွက်ခုလိုဖြစ်ဆိုင်တဲ့ဆက်တဲ့ဒေသခံတချို့အင်တာဗျူးတွေ့ဆုံမေးမြန်းတော့ပဲဖြစ်ပါတယ်။အခုတွေ့ဆုံမေးမြန်းဖို့ဖိတ်ခေါ်လာတဲ့မော်တော်ခိုင်ကဒေသခံပြည်သူတွေအနေနဲ့ဆရာတို့ရဲ့ပြည်ပြည်နေထားတိုင်းဖွင့်ဖွင့်လင်းလင်းဖြေပေးစီချင်ပါတယ်။ဆိုတော့ဆရာရဲ့ဒီကျွန်တော်ဖူညိုလိုက်ယောဂဒေသခံတုံးနဲ့ရေးဆုံးတွေ့ဆုံမေးမြန်းချင်ပါတယ်။ဆိုတော့ဆရာဘောကျွန်တော်မေးထားတဲ့လူတွေနဲ့ဆရာရဲ့လောက်တိုင်းဆရာရဲ့နာမည်နေရာလိပ်စာပြီးတော့ဆရာရဲ့အဲ့ဒါကိုဆက်တော့ပြောပေးပါဆရာ။ဟုတ်ပါတယ်။ကျွန်တော်ပြင်လေးရပါတယ်။ကျွန်တော်နာမည်ကျော်ကျော်လို့ခေါ်ပါတယ်။ကျွန်တော်လေလုပ်ပါတယ်။ကျွန်တော်တက်ကလစ်ဆက်ရှင်းနေပါ။ဟုတ်ကဲ့ဆရာ။အဲ့ဒီစီမံစာဖြစ်ပါစစ်စစ်ထားတာပေါ့နော်။ဆရာတို့ဒီပုံရလိုက်ရောမှာကိုပဖောဆန်တော့ပါပဲ။တနက်အောက်ကိုနဲ့ဒီအချင်းစကန်တွေဆောက်လုပ်တာလောအဘိစေခိုင်းတာပြီးတော့အေကထိချုပ်ပြီးနောက်ပိုင်းမှာတင်းကျပ်လောအဘိခိုင်းစိတ်ချင်းခံခဲ့ရတယ်လို့ပုံရလိုက်ရောကအသက်23နှစ်ရဲ့လူငယ်လူကိုပို့ကောင်းပြီးပေါ်ပြထားတာတွေ့ရအောင်အဲ့ဒါမှန်ပါလားဆရာပြောပြပါဦးဟုတ်ပါတယ်ကျွန်တော်တို့ဒီဘုဒ္ဓတော်ကိုအာတတ်တော်ကမထင်ချုပ်ခင်ထင်ချုပ်တဲ့ထင်ချုပ်လာကြတဲ့ကနေအေကကျွန်တော်တို့ပြင်လေးကနေအတင်းအလုံးမလောအပိခိုင်းစရာလည်းမရှိဘူးတောင်းတာလည်းမရှိဘူးနောက်လာမယ့်အားပို့ပြီးတော့မှဒီတက်စကန်တွေကိုဆောင်းလို့တဲ့ဆိုတဲ့စကားတွေလည်းမမှန်မှန်ကန်ပါအတင်းအမှအဲ့လိုလူတောင်းတာလည်းမရှိပါနောက်တစ်ခုဒီ23နှစ်ပြင်လေးကလူငယ်တယောက်ပို့ကားပြီးတော့ပေါ်ဒီဘက်ရဲ့ဟိုအစင်ခံစားပြီးဒီကျွန်တော်တို့မြေပြင်အနေထားနဲ့အဲ့အစင်ခံစားနဲ့ကွာဟာနေတာကိုကျွန်တော်တို့တွေ့မြင်ရပါတယ်ဟုတ်ကဲ့ဆရာကျေးဇူးပါခုလိုအင်တာဗျူးကြတာကိုလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆိုတော့ကျွန်တော်ဒီအဲ့ဒီအရှင်ဖန်တာဖြစ်မှာပါတဲ့ချက်တွေကိုပို့ပါပြီးတော့ဒီမြေပြင်ကဒေသခံတွေကိုကျွန်တော်ထပ်ပြီးတော့ပြည်စုံမင်းမျိုးကိုဖိတ်ခေါ်ပါပါတယ်ဆိုတော့ဖောင်းဝဲရှောင်းကဒေသခံတွေရောလည်းပြည်စုံမင်းမျိုးတော့ဆိုတော့ကျွန်တော်မေးခွန်းလေးတွေကိုမေးခင်ဆရာရဲ့နာမည်လောက်ပိုင်ရဲ့အသက်အဲ့ဒါတွေကိုချက်တော့ပြောပြပါဆရာဟုတ်ကဲ့ပါကျွန်တော်နာမည်ကတော့နိုင်ရှိလို့ခေါ်ပါတယ်အလုံးတွေကတော့ကောင်းပါပါတယ်ကျွန်တော်တို့ယောဂရခိုင်ယောဂဖြစ်ပါတယ်ဟုတ်ကဲ့ဆရာကြီးကျွန်တော်မေးခွန်းလေးတွေထပ်ပြီးတော့ဒီမေးမြန်းတော့ဟုတ်တော့အဲ့ဒီစင်ခါတာဖြစ်မှာဆက်ရှိထားတာဒီဆရာတို့ဒီဖောင်းဝဲချောင်းရောမှာဒီစောင်းကြီးကျေးဇူးရေးတာဝန်ဖန်ဆောင်ရတဲ့ညှဉ်းဆန်မှုတွေကြောင့်ဒေသခံတွေကိုအတရားတော်ဖန်ဆီးတာပဲရှောင်းလုံလာတယ်ဒီရိမ့်နဲ့ပြိပန်းခံရတာပဲပြီးတော့ဒီလမ်းတွေကိုဖောင်းဖို့တဲ့တရားတော်မှာဒီခိုင်းစိတ်ခြင်းခံရတာပဲစတာတွေကိုဒီပြီးခဲ့တဲ့မလာတဲ့အေဗီလာတွေမှာလောက်ဆောင်ခဲ့တယ်ဆိုပြီးတော့ပြောပြထားပါတယ်ဒီပေါ်ပြထားပါတယ်အဲ့တော့လည်းပတ်သက်ပြီးတော့ဒါမှန်ပါလားဒါကတကယ်ဖြစ်ရမယ်ဖြစ်ပါမလားဆိုတော့ဆရာချက်တော့ဖြေပေးပါဟုတ်ကဲ့ပါအဲ့ဒါတွေကတော့ဖြေရမယ်မဟုတ်ပါဘူးအဲ့ဒါတွေကသူတို့ဆွေးနွေးထားတာတွေပဲဖြစ်ပါတယ်ကျွန်တော်တို့ယောဂဟိုမွတ်စလင်ယောမဟုတ်ပါဘူးကျွန်တော်တို့ယောဂရခိုင်လူမျိုးယောဖြစ်ပါတယ်ဟုတ်ကဲ့ဆရာကျေးဇူးပါဆိုတော့ဆက်ပြီးတော့ကျွန်တော်ဒီကြီးကန်းပြင်ကြည့်ရပါဒေသခံတရားနဲ့ဆက်ပြီးတော့တွေ့ဆုံမင်းမျိုးတော့ဖြစ်ပါတယ်ဆရာရဲ့ကျွန်တော်မေးခွန်းလေးတွေကိုမေးခင်ဆရာရဲ့နာမည်တက်ရပြီးတော့လောက်ကအဲ့ဒါလေးကိုချက်တော့ပြောပြပါဆရာဟုတ်ကဲ့ကျွန်တော်နာမည်ကတော့ကရမ်လာပါကျွန်တော်မုံငယ်လေးစကန်နေပါကျွန်တော်အသက်ကတော့20နှစ်ဟုတ်ကဲ့ဆရာရဲ့ဒီ45 rate ရဲ့အစီအမံသာဖြစ်ပါလေဆရာတို့ဒီကြီးကန်းပြည်လိုလည်းပတ်သက်ပြီးတော့ပေါ်ပြတာတွေ့ရပါတယ်ဆိုတော့ဆရာတို့ဒီကြီးကန်းပြည်ပေါ်မှာအာစာနဲ့ဆက်စပ်မှုရှိတယ်ဆိုတော့ဒီဆက်စစ်ချက်တွေကိုအကြောင်းမျိုးပြပြီးတော့မတရားဖက်စစ်ထိနေတာလေအေကကြီးကန်းပြည်ပေါ်မှာလှုပ်ဆောင်ခဲ့တယ်လို့ပြောပါတယ်
ဒါနဲ့ပတ်သက်လို့ဆရာမကန်မှုရှိပါဆရာဘက်ကဒီတွေ့ရှိချက်တွေကိုပြီးထားတဲ့အချက်တွေကိုကိုယ်ကလေးပြောပြပါဆရာ ဟုတ်ကဲ့ပါဆရာဒါကတော့မမြင်ပါဘူးကျွန်တော်ကတော့တိတလောကတော့ပြောပါပဲအာစာကတော့ကျွန်တော်တို့ဒီကြီးတန်းပြည်နယ်ကိုပြည့်တဲ့ရွာကြအာစာတွေပြည့်တဲ့ပြလာရှိတယ်ဒါပေမဲ့အာစာအချုံပြပြီးပင်စရာတွေရှိပါဘူးဒီပြည့်တဲ့ရွာလေးကိုရခိုင်သားလည်းရောပြောက်သွားတာရှိတယ်ပြီးတော့ဒီပြောက်သွားပြီးတော့25ရက်မဟုတ်26ရက်လို့ရှိမှဒီကြားအနေနဲ့ပြီးတော့တက်ပြပြတာရှိတယ်တက်ပြပြပြီးတော့ကျွန်တော်တို့အာရခတ်တက်တော့ကလူကြီးတွေလာပြီးတော့ကျွန်တော်တို့ဒီမှာလူချုံမှုမရှိဘူးခင်ဗျားတို့လူချုံမှုရှိတဲ့နေရာတွေကိုကျွန်တော်တို့ပေါ်ပြပြပြီးတော့ပြောတာနဲ့ကျွန်တော်တို့ရောသားတယ်တောင်းဆိုတာရှိတော့ဟုတ်တယ်ကျွန်တော်တို့ဒီနေရာကြီးလို့တော့မဖောက်ပါဘူးကျွန်တော်တို့လူမျိုးစုဆိုတော့ကျွန်တော်တို့အဆင်ပြေတဲ့နေရာတွေကိုပေါ်ပြပါဆိုပြီးတော့ရောသားတယ်တောင်းဆိုတာရှိတယ်ဒါပေမဲ့ဒီအာဇာနဲ့ပတ်သက်ပြီးတော့အကြောင်းပြပြီးဒီလိုပန်ချရတယ်လို့မရှိပါဘူးဒီလိုဒီဘက်ဟိုအစင်းတန်းကအရာစုလုံးမမဟုတ်ဘူးလို့ကျွန်တော်ပြောလို့ပါတယ်ဟုတ်ကဲ့ဆရာကြီးပြည့်စုံပါဆိုတော့ဒီအစီအကံစာဖြစ်ပါဒီဒေသတွင်းကဟိန္ဒူတွေနဲ့ပတ်သက်ပြီးဆက်စစ်ထားတာရှိပါတယ်ဆိုတော့ကျွန်တော်ဒီဒေသတွင်းကဟိန္ဒူလူမျိုးစုဘောင်းဆောင်တယောက်ဖြစ်တဲ့ဒီဆရာနဲ့ကျွန်တော်ထပ်ပြီးတော့ပြည့်စုံပေးနေတော့ဖြစ်ပါတယ်ဆရာရဲ့ကျွန်တော်မေးခွန်းလေးမေးခင်ဆရာရဲ့ဒီနာမည်ရဲ့အလုပ်ပိုင်ရဲ့ဆရာရဲ့အသက်တွေရဲ့အဲ့ဒါချက်လောက်ပြောပြပါဆရာဟုတ်ကဲ့ပါကျွန်တော်နာမည်ကဦးရွှေခေါ်ပါတယ်ကျွန်တော်အသက်က65နှစ်ပါကျွန်တော်အခုကဒီလူမျိုးစုတွေရဲ့အလုပ်ကိုဒီလူမျိုးစုအတွက်ပဲကျွန်တော်လုပ်ဆောင်ရနေတာတခြားလုံးလည်းမရှိပါဘူးဆရာရဲ့ဆိုတော့ကျွန်တော်မေးခွန်းလေးဒီနည်းနည်းတော့မေးချင်ပါတယ်ဒီအစဉ်တိုင်းဖြစ်ပါတော့ဒီဟိန္ဒူတွေနဲ့ပတ်သက်ပြီးဒီကျမ်းမှုတွေဖြစ်ခဲ့တယ်ဆိုပြီးတော့ဒီတော့ဆက်စစ်တာရှိတာပေါ့လေဆိုတော့ဒီပုတ်တီပိုင်ရဲ့အစဉ်တိုင်းဖြစ်ပါဟိန္ဒူလူမျိုးတွေရဲ့ဒီဘာသာရေးဆောင်တွေကိုဖျက်ဆီးတာတွေပြီးတော့ဒီဘာသာရေးကျောင်းတွေကိုဖျက်သိမ်းခိုင်းတာတွေကိုဒီအာရခတ်တက်တော်တွေကစေခိုင်းနေတယ်ဆိုပြီးတော့ပြောပါတယ်ပြီးတော့မွတ်စလင်နဲ့မရူလောကတွေကိုပါဖိုက်စင်နေတယ်နောက်ဒီလမ်းတွေကိုတရားတော်ဖောင်းလို့ဖို့အတွက်လောဘစေခိုင်းတယ်ပြီးတော့လေတွေနဲ့ဒီဟိန္ဒူလူမျိုးတွေကိုဒီလေတွေနဲ့တေယူပုဆောင်ရေးလုပ်ငန်းတွေပါပုံပြခဲ့တရားကျန်လောခိုင်းစင်နေတယ်ဆိုပြီးတော့ပြောတော့ပါတယ်ဆရာဒါအပြင်တချို့ဟိန္ဒူရောက်ကိုလေအေကဒီတပတ်ချင်းတက်တော့တဲ့ဒေခါတွေကိုတေယူပုဆောင်ခိုင်းရတယ်အဲ့ဒီလိုစေခိုင်းလို့ကြောင့်စီးပွားရေးတန်ဖိုးဝင်ကြောင့်ကြီးခိုက်ပစ္စည်းခဲ့တယ်ဆိုပြီးတော့ပြောပါတယ်အဲ့ဒီလိုမြင့်ဆန်ပါကလည်းတက်ချက်ရန်ဆိုတဲ့အတိုင်းအမြင်ချင်းချောင်းမှုကိုဆောင်ရွက်ခဲ့တယ်ဆိုပြီးတော့ Holy Pirate ရဲ့အစီအစဉ်တွေမှာဒီဆွဲဆွဲပေါ်ပြတာဒါကိုဆရာအနေနဲ့ဘယ်လိုမြင်ပါမလဲဒေသအခြေအနေတွေကမှန်ကန်မှုရှိပါမလားဆရာဟုတ်ကဲ့ပါကျွန်တော်ကဟိန္ဒူလူမျိုးတွေရဲ့ကောင်းစားရတဲ့သူ့ဆွဲတဲ့လုပ်တယ်ဆိုတော့ဘာသာကိုကြောင်းနေတဲ့ပတ်သက်လို့ကျွန်တော်ပြောဒီရှိတဲ့ကျွန်တော်ဒီတော်မျိုးနဲ့မှာဘုရားကျောင်း၄ကျောင်းရှိပါတယ်၄ကျောင်းနေရာ၃ကျောင်း၄ဘက်နေပါတယ်တစ်ကျောင်းကပဝလိမှန်ပတ်ရတယ်အဲ့ဒီမှာအောင်းကြီးမှမရှိဘူးအောင်မဲ့ဖြစ်စီတော့ဘာမှဖြစ်ပါဘူးအာရခတ်တက်တော်ကလည်းအဲ့ဒီကျောင်းတွေကိုယူဆဆောင်ချောက်ပေးပါဆိုတော့ကျွန်တော်တို့ထုတ်ပြလာတာရှိပါတယ်ဒါတော့ဒီတော့ပိုင်းပဲမောင်းတော့ပိုင်းမှာကြတော့ဘုရားကျောင်းစစ်ကျောင်းရှိပါတယ်စစ်ကျောင်းမှာ9ကျောင်းကြတော့ပုံမှန်နေပတ်နေတဲ့နှစ်ကျောင်းတောင်ပိုင်းမှာကြတော့တပန်းလူဘုရားကျောင်းဓမ္မဘုရားကျောင်းမြောက်ပိုင်းမှာကြတော့ရွာမရှိတဲ့အဲ့ဒီတော့ဖတ်ဆိုတာအဲ့ဒီတော့အဲ့ဒီတောင်းရဲ့ပတ်ဝန်းကျင်မှာအင်းကြီးဒီလိုဆိုတာလုံးဝမရှိတော့ဘူးဒါကြောင့်မလို့အဲ့ဒီကျောင်းကလည်းမလေးပတ်ဘူးတပန်းလူဘုရားကျောင်းနဲ့ပတ်ဝန်းကျင်မှာလည်းဟဲ့လူတွေမရှိဆိုတော့အဲ့တိုင်းပဲဒါမှဖြည့်စီတော့လုံးဝမရှိပါဘူးအခုကျွန်တော်တို့2010ကိုဖတ်ပြီးတော့အဲ့ဒီတော့ဖတ်ဆိုရဲ့ကျောင်းအဲ့ဒီအတိုင်းပဲကြံခဲ့ပါတယ်ပြီးတော့ကျွန်တော်တို့တပန်းလူဘုရားကျောင်းလည်းအဲ့ဒီတိုင်းပဲကြံခဲ့ပါတယ်ဖြည့်စီဆိုတာမရှိဘူးမျိုးလူမျိုးတွေနဲ့မွတ်စလင်လူမျိုးတွေကိုခေါ်ပြီးတော့ဘာသာရေးကျောင်းကိုဖြတ်ခိုင်းနေတယ်လုံးဝမဟုတ်တဲ့မဟုတ်မှတဲ့စကားပါအဲဒီ40 rights အဖွင့်ရဲ့ဒီမဲ့တဲ့အစီအစဉ်ကမပြတဲ့အတိုင်းဟာလုံးဝမဟုတ်ပါဘူးကျွန်တော်တို့ကမြင်းနဲ့အခြေနဲ့အဖြစ်ဖြစ်ရအမှန်ကိုကျွန်တော်တင်ပြတာပါအခု40 rights ရဲ့ပြုစုချက်အခြေအနေမရှိတဲ့ပြုစုချက်ပဲဖြစ်ပါတယ်ပြီးတော့အာရခတ်တဲ့တော့စမ်းရိတ်ကတွေဟိန္ဒူလူမျိုးတွေနဲ့ပုတ်ခတ်နေဆိုတာလုံးဝမဟုတ်ပါဘူးအတေးအရမအလုံးသမားခေါ်ခိုင်းဆိုတာလုံးဝမဟုတ်
အခြေအမြင့်မရှိတဲ့မိဘတွေပါဟိုကျွန်တော်ထင်နေတာကျွန်တော်တို့အေးစစ်စစ်ဒီအရခကျွန်တော်မောင်တော်ဘုရားမှာနေတဲ့ဟိုလူမျိုးကောင်းဆုံးကတခါလာရှိအောင်နေတဲ့လူမျိုးတွေကိုဒီလိုဘာလဲပဲတခုခုဖြစ်အောင်ဒါတမင်တက်တဲ့အဲ့ဒီသတင်းစကားတွေနေနေဆိုတော့ကျွန်တော်ထင်နေပါလေကျွန်တော်ဒီလို